ကျွန်တော်တို့တွေ Warhammer 40K ဆိုတဲ့ကြီးမားခမ်းနားကျယ်ပြန့်လွန်လာတဲ့ universe အကြောင်းပြောမယ်ဆိုရင် Necrons လို့ခေါ်တဲ့မျိုးနွယ်တွေအကြောင်းဆွေးနွေးသုံးသပ်မှုကိုရှောင်ဖယ်လို့မရနိုင်ပါပရိသတ်တို့နားလည်အောင်တစ်ခုရှင်းပြမှာကတော့အခု Warhammer 40K ဆိုတဲ့ဟာကအခု timeline ဆိုတာကနှစ်ပေါင်း4000ရှိပြီဆိုတာကိုကဒီ universe ရဲ့တက်တန်းကိုပြောတာမဟုတ်ရပါကျွန်တော်ဒီ Warhammer 40K ဆိုတဲ့ universe ကိုစလိုက်တဲ့အချိန်မှာ humanity ရဲ့အမြင်ရှုထောင့်ကနေမြင်စေဖို့နဲ့နောက်ပြီးတော့ပရိသတ်တို့အနေနဲ့ပို့ပြီးနားလည်ဖို့လွယ်အောင်ပေါ့နော် 40K ဆိုတာကလည်း humanity ရဲ့ rise ကိုကြည့်ရင်လည်းသူတို့အချိန်ကိုသတ်မှတ်တာပေါ့နော်အမှန်တကယ်ဆိုဒီ universe Warhammer 40K ဆိုတဲ့ထာဝရစစ်မြေပြင် universe ရဲ့အစကိုပြောရမယ်ဆိုလို့ရှိရင်တော့ Necrons ခေါ် Necrontyrs တွေရဲ့တမိုင်းအကြောင်းကသူတို့နဲ့တောင်စလို့မရဘူးပေါ့နော်ဘာလဲဆိုတော့နှစ်ပေါင်းတန်း60လောက်ကနေကျွန်တော်အရင်စရပါမယ်The old ones universe ရဲ့ပထမအဦးဆုံးတက်ရှိမျိုးနွယ်တွေရှုတော့ပေါင်းစုံကကြည့်ရင်ကျွန်တော်တို့ရဲ့တေမျိုးတွေအတွက်ကတော့သူတို့တွေကနတ်ဖျားတွေလားပါပဲကိုယ့်ရဲ့ကံကြမ္မာကိုကြိုက်တဲ့လောက်ချဲလဲနိုင်မယ်စကြဝဠာကြီးရဲ့ပဟေဒီများစွာကိုအပြေရှာရင်းနဲ့တက်ရှိမျိုးနွယ်တွေကိုလည်းဖန်တီးနိုင်ခဲ့တဲ့မျိုးစိတ်တစ်စိတ် 40K လို့ခေါ်တဲ့ကျွန်တော်တို့လက်ရှိအချိန် timeline ကိုမရောက်ခင်တဲ့အချိန်မှာပဲပေါ့နော်အဲ့ဒီအချိန်မှာက the warp ဆိုတာကအဲ့လောက်ထိတော့မရှိသေးဘူးဒီလိုမျိုး dimension တစ်ခုပဲ psychic energy တွေအများတန်း soaring ဖြစ်ပြီးတော့အများတန်းရှုပ်ထွေးပြီးတော့ပြင်းထန်တဲ့လင်မုန်တိုင်းတွေပါနေတိုက်တဲ့နေရာပဲဒါပေမဲ့လက်ရှိ timeline လိုမျိုး demons တွေ chaos god တွေပါညာတွေမရှိသေးတဲ့အချိန်မှတင်အောင်မှပဲ the old ones က psychic power တွေကိုတော်တော်လေးကို imminent ကြီးမားစွာကိုပိုင်ဆိုင်ခဲ့တဲ့သူတွေပေါ့နော် the old ones တွေမျိုးနွယ်စိတ်ပေါင်းများစွာအမခန်းအဆောက်အုံတွေရန်တရားကြီးတွေထဲမှာပေါ့နော်အရေးအပါဆုံးကတော့သူတို့တွေက the webway လို့ခေါ်တဲ့ဟာတစ်ခုကိုတိဆောက်ခဲ့ပါတယ် webway ဆိုတဲ့အရာကိုအလွယ်ပြောရမယ်ဆိုလို့ရှိရင် university တစ်ခုလုံးကတိုက်ကြီးအနေနဲ့ပြည်သက်တို့ယူဆလိုက်ပါတိုက်ကြီးတစ်ခုလိုမျိုး university တစ်ခုလုံးကိုတွေးလိုက်မယ်ဆိုလို့ရှိရင် webway တွေကတကားတွေလှေကားတွေလိုပဲပေါ့နော်တနေရာကနေတနေရာကိုမြန်ဆန်စွာကူးသန်းသွားလာနိုင်ဖို့ဖြတ်လန်းတွေ infrastructure တစ်ခုလိုမျိုးကျွန်တော်တို့မြင်လို့ရတယ်ပေါ့နော်အဲ့ဒီ webway ကအမှန်ဆိုလို့ရှိရင် the warp ထဲကဖြတ်တာပါပဲဆိုတော့ကျွန်တော်တို့အနေနဲ့ 40th millennium အပိုင်းမှာပေါ့နော်အခြားနီးလန်းတွေကိုသုံးပြီးတော့ the warp ထဲကနေဖြတ်ပြီးတော့ interdimensional travel ကိုရအောင်လုပ်တဲ့ပုံစံမျိုးပါပဲပေါ့နော်ဒါပေမဲ့webway ဆိုတဲ့ဟာကအလွယ်ဆုံးပြောမှဆိုလို့ရှိရင် psychic energy တွေကနေကာကွယ်ပေးတဲ့လမ်းတွေခင်းထားတဲ့အလားတူတယ်ပေါ့နော် anyway the webway ဆိုကြောင့် the old ones တွေကစကြဝဠာရဲ့ဝေးလံခေါင်ပါတဲ့ဒေါင်စွန်းအနှံ့တွေတောင်မှရောက်နိုင်ခဲ့ပါတယ်သူတို့သွားရင်လာရင်နဲ့သူတို့ကိုယ်နဲ့ဖန်တီးထားခဲ့တဲ့မျိုးနွယ်တွေဖြစ်ထွန်းလာသလိုအခြား natural သူ့ဟာနဲ့သူဖြစ်ထွန်းလာတဲ့မျိုးနွယ်စုတွေလည်းပေါ်ပေါက်လာတာကိုသူတို့မြင်တွေ့ထိတွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒီမျိုးနွယ်စုတွေထဲမှာ Necrons ကို Necrontyr တွေကိုတွေ့ပါတယ်Necrontyr တွေရဲ့အကြောင်းပြောရမယ်ဆိုလို့ရှိရင်လွန်စွာကံမပါတဲ့မျိုးစိတ်တစ်ခုလို့ကျွန်တော်တို့ပြောပါမယ်သူတို့ရဲ့အမိမြေအဲ့ဒီ planet အားကိုတဲ့ကျယ်ကအရင်နီးလုံးပြီးတော့လောင်ကျွမ်းနေတဲ့ cosmic star တစ်ခုကထွက်တဲ့ radiation ဓာတ်အားတွေကပေါ့နော်လွန်စွာကိုပြင်းထန်လွန်းလာပါတယ်သူတို့ရဲ့ဂျိုးက6ကတ်ကြမ်းတမ်းတဲ့သဲကန္တာရပုံစံတကြိုလိုဖြစ်ပြီးတော့ Necrontyr တွေရဲ့ခန္ဓာကိုယ်ကလည်းမွေးတဲ့ကကျယ်ကလွတ်တဲ့ radiation တွေကြောင့်ယောဂဆုံမျိုးစုံဖြစ်ပြီးတော့တက်တန်းတွေကတုန်လွန်ကြတယ်Necrontyr ရဲ့ delay သူတို့ရဲ့ culture ကဘယ်လိုဖြစ်လာလဲဆိုတော့မွေးတာနဲ့တေချင်းတရားအတွက်သူတို့ပြင်ဆင်ရတယ်ဆိုတာပဲတိဆောက်ထားတဲ့မျိုးတွေကပေါ့နော်သူတို့ရဲ့ civilization ကသူတို့ကတော့စူးစမ်းပြီးတော့ဖြစ်လာတယ်ပေါ့နော် Necrontyr civilization ဆိုပြီးတော့မျိုးနယ်လိုမျိုးအရာအလုံးကိုအန်တုပြီးတော့ပေါ့သူတို့တွေဒီ dominant species ရဲ့အနေနဲ့သူတို့တွေ civilization တစ်ခုကိုတိဆောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့တွေဘလောက်ပဲ civilization ကြီးလာသူတို့ရဲ့ကံကြမ္မာဆိုတာသူတို့မလွတ်မြောက်နိုင်ဘူးပေါ့နော် civilization တစ်ခုအနေနဲ့အ ਨੇ ဆုံးတော့အာကာသခီးသွားတဲ့အဆင့်ထိတော့သူတို့စူးစမ်းရအောင်လှုံ့ဆော်နိုင်ခဲ့တယ်ပေါ့နော်အဓိကကကြတော့သူတို့အပေါ်ကြားရောက်နေတဲ့ကျိန်စာလိုမျိုးဖြစ်နေတဲ့ဘဝမျိုးကိုပေါ့နော်သူတို့ရဲ့အမိဂျိုကနေထွက်ပြေးနိုင်မှုအတွက်သူတို့လုပ်ခဲ့တာပေါ့နော်ခတ်တာကသူတို့ရဲ့အသက်တိုတာတော့ဘလို့မှရှင်းလို့မရနိုင်ဘူးပေါ့နော်သူတို့ရဲ့ခန္ဓာကိုသူတို့ရဲ့ genes သူတို့ရဲ့မျိုးဗီဇတွေမှာပဲအဲ့လိုမျိုးဖြစ်လာဖို့ဆိုတာကပါနေပြီးသားပေါ့နော်
ဆိုတော့သူတို့အနေနဲ့ space travel နီးပညာကသူတို့ထွင်နိုင်ခဲ့တယ်ဖြစ်လာတယ်သူတို့သုံးလာကြတယ်ဒါပေမဲ့သူတို့ကဘာကိုသုံးရလဲဆိုတော့ stasis crypt ဆိုတဲ့အကြာကြီးခဲလိုက်တဲ့သဘောမျိုးတက်ရောက်တဲ့ဟာမှာသူတို့တွေအမြဲအိပ်ပြီးတော့သွားကြတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပေါ့နော် Necrontyr ရဲ့အထာအတိုင်းမှာသူတို့ရဲ့ကံကြမ္မာကိုအန်တုပြီးတော့သူတို့စัจ java လာအနှံ့မှာအတိုင်းထွာတစ်ခုအထိတော့ civilization တစ်ခု empire တစ်ခုအနေနဲ့တော့သူတို့တည်ဆောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့တော်တော်ကြာအထိပေါ့နော်သူတို့တွေအနေနဲ့တတန်းတိုတဲ့ကိစ္စကိုသူတို့ဘလို့မှမဖြေရှင်းနိုင်ပါဘူးအလုံးနဲ့ပဲသေလိုက်ကြိုးစားလိုက်သေနေနဲ့ပဲ the old ones တွေနဲ့ထိတွေ့မှုရှိခဲ့ပါတယ်အဲ့လိုရှိလာတော့လဲ Necrontyr တွေအတွက်မျောလင်းချက်လေးတစ်ခုရှိလာပါတယ်နတ်ပြားတွေနီးပါးလောက်အင်အားကြီးပြီးတော့မသေးမျိုးလို့ပြောလို့ရအောင်လို့ကျွန်တော်တို့ယူဆလို့ရ modern races အနေနဲ့ယူဆလို့ရတဲ့အသက်အဲ့လောက်အသက်ရှည်တဲ့ old ones တွေကသူတို့ကူညီနိုင်မှာပဲ Necrontyr တွေရဲ့ပြဿနာကိုဖြေရှင်းနိုင်မှာပဲဆိုပြီးတော့မျှော်လင့်ခဲ့ကြတယ်ပေါ့နော်နောက်ဆုံးတော့နောက်လာမယ့် Necrontyr တွေမျိုးဆက်အတွက်ပုံမကောင်းပုံနဲ့ကံကြမ္မာကိုဖန်တီးပေးနိုင်မယ်ဆိုတဲ့အလင်းရောင်တန်းလေးတခု Necrontyr တွေပေါ်ကိုတက်ရောက်လာပါတယ်ဒါပေမဲ့ O1s တွေကညင်းလို့လိုက်တယ်ဘာကြောင့်လဲဆိုတာကတော့ကျွန်တော်တို့အမျိုးမျိုးယူဆလို့ရတာပေါ့နော်မျိုးနွယ်တစ်ခုရဲ့ development အပိုင်းမှာသူတို့အဲ့ဒီလောက်ထိဝင်မပါချင်တာလားမြင်မာလာတဲ့နည်းပညာတွေကိုငယ်ရွယ်သေးတဲ့မျိုးစစ်တစ်ခုကိုပေးလိုက်ရမယ်ဆိုတာကသူ့အန်ရဲ့သူအများကြီးရှိလို့လားဘလို့ပဲဖြစ်ပေါ့နော် O1s တွေက Necrontyr တွေရဲ့တနာခံမှုကိုညင်းလိုက်တာဒီဝါမှာ 40K universe ကိုထာဝရစိတ်မြေပြင်အဖြစ်ပြောင်းလဲသွားဖို့ပထမအဆုံးခြေလှမ်းလို့ကျွန်တော်တို့ယူဆလို့ရတယ်။ Necrontyr တွေများကအရန်မုံသွားပြီးတော့ O1s တွေကအကူအညီမရပေမဲ့ opportunity တစ်ခုရောက်ရှိလာပါတယ်။ဒီမှာကျွန်တော်နည်းနည်းပြောပြရမှာတော့ Necrontyr Empire ရဲ့အုပ်ချုပ်မှုရဲ့စနစ်ပေါ့နော်။သူတို့ရဲ့အုပ်ချုပ်တာကတော့အလွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်ကောင်စီစနစ်လို့ကျွန်တော်တို့ယူဆလို့ရတာပေါ့နော်။အဓိကတော့ the triage လို့ခေါ်တဲ့၃ယောက်ပေါင်းအုပ်ချုပ်တဲ့စနစ်ပေါ့နော်။အလွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်ဘယင်စနစ်လို့ပုံစံလို့ပြောလို့ရပါဘူးဒါပေမဲ့ဘယင်စစ်မှာပဲသူတို့က၃ယောက်ပေါင်းပြီးအုပ်ချုပ်တာပေါ့နော်အဲ့လိုအုပ်ချုပ်ဖို့ပေါ့နော်၃ယောက်ထဲမှာပဲ representative တစ်ယောက်ရွေးရတယ်ဆိုတာကအလွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်အင်အားကြီးမှတဲ့အဖွဲ့ပေါ့နော် Necrontyr ရဲ့အခေါ်ပေါ်ကတော့ dynasty လို့ခေါ်ကြတယ်ပေါ့နော်အလွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်ဒီမျိုးရိုးဘာမိသားစုအဲ့လိုသဘောထားမျိုးပေါ့ဗျာအဲ့လိုမျိုးစနစ်ဆိုတော့ဘလိုပဲဖြစ်ပေါ့နော်တေမျိုးမျိုးတွေရဲ့အထာအတိုင်းအာဏာလူကြတယ်ပေါ့နော် dynasty တွေအကုန်က ever အာဏာလူဖို့လုံးပန်းနေကြတယ်ပေါ့နော်အဲ့ဒီမှာ the triad ဆိုတဲ့ဘယင်၃ပါးကဆုံးဖြတ်လိုက်တယ် O1s တွေကမကူညီဘူးဆိုတာကငါတို့ Necrontyr အားလုံးအတွက်ဘုံရန်သူတစ်ခုရလိုက်တယ်ပေါ့နော်ဘုံရန်သူရမယ်ဆိုလို့ရှိရင် Necrontyr တွေအားလုံးကိုစီစီလုံးလုံးဖြစ်အောင်ဆွဲခေါ်နိုင်မယ်လို့ဆိုပြီးတော့သူတို့ထင်ထားတာထက်တောင်တော်တော်လေးကိုအလုပ်ဖြစ်ပါတယ်မကူညီပေးလို့မုံတီးမှုပုံမကောင်းမွန်တဲ့ကံကြမ္မာတွေကိုပိုင်ဆိုင်ရတဲ့အတွက်မနာလိုဝန်တူဖြစ်မှုအသက်ရှင်မဲ့နီလန်းအပါပဲအခြားနည်းပညာတွေကိုရရှိနိုင်မဲ့အခွင့်အရေး Warhammer 40K Universe မှာစမွေးလာကလေးကကျိန်စာတင်းတယ်လို့ပြောလို့ရတဲ့ Necrontyr ဆိုတဲ့ race ကနတ်ဖျားတွေလောက်ထင်မှားရအောင်အင်အားကြီးမားတဲ့ the O1s တွေပေါ်ကိုစတင်စေချင်ညာလိုက်ပါတော့တယ် Warhammer 40K Universe မှာပထမဦးဆုံးနဲ့အကြီးကျယ်ဆုံးစစ်ပွဲ The War in Heaven ရဲ့အချိန်ကိုဆက်ရောက်လာပါပြီThe War in Heaven စတင်ပြီဆိုတာနဲ့ကျွန်တော်တို့လိုသမိုင်းကိုပြန်ကြည့်မဲ့ပုံကိုယ်တွေအနေနဲ့မေကွန်းစထုတ်ဖြစ်မှာကတော့ Necrons တွေခံယူထားတဲ့သူတို့အတွက်စစ်မှန်သောတိုက်ပွဲမှန်ကန်သောစစ်ပွဲဆိုတာကနိုင်မှမလားဆိုတာပဲဖြစ်လိမ့်မယ်ကျွန်တော်တို့မေကွန်းထုတ်တဲ့အတိုင်းပဲပေါ့နော် Necrons တွေကအမှန်တလို့ရှင်စိတ်ပဲရှိတာတကယ်တိုက်ရေးခိုင်ရေးမှာ The O1s တွေရဲ့ web way တစ်ခုနဲ့တင်အခက်အခဲတွေ့နေရပြီ O1s တွေက the web way တွေကိုတုံးချပြီးတော့လိုအပ်တဲ့နေရာတွေမှာလျင်မြန်စွာအင်အားဖြည့်နိုင်တယ်လို့ Necrons တွေရဲ့ army တွေကိုလည်း ambush လုပ်မယ်အလေးတို့တိုက်ခိုက်လို့ရတယ်ပေါ့နော်စသည်ဖြင့်တိုက်ရိုက်ခိုင်နီးပြဟာအပါဝင်အခြား military tactical အပိုင်းမှာပေါ့နော်အဲ့ဒီမှာနေတော့မှ Necrons တွေပေါ်ကို the O1s တွေကနေပြီးတော့အပြတ်သက်အနိုင်ရနေတာပေါ့နော် Necrons တွေကကြာလာလေးပိုနာလေးပဲအဲ့ဒါနဲ့ပဲ offensive တွေကိုတိုက်စစ်တွေကို short ပြီးတော့သူတို့ရဲ့ဂျိုးတွေသူတို့ရဲ့ home territory ကိုပြန်ထိန်းနေပေါ့နော်အဲ့လိုနောက်ဆုတ်သွားတဲ့အတွက်ကြောင့်မလို့ Necrons တွေကလက် short လိုက်တာမဟုတ်စိတ် short လိုက်တာလည်းမဟုတ်ဘူး if anything သူတို့ရဲ့စိတ်ကပိုပြီးတော့မုန်းတီးမှုကများလာတယ်ပေါ့နော် The O1s တွေအနေနဲ့ကလည်းပေါ့နော်သူတို့ကအစာတဲကတာမန်းတည်ထားပြီးတော့အပြတ်သက်တစ်ဖက်သက်ကောင်းနိုင်တိုက်နိုင်တယ်ဆိုတော့ Necrons ကပြီးသွားပါပြီဆိုပြီးပစ်ထားလိုက်တဲ့သဘောမျိုးဖြစ်တယ်ပေါ့နော် Necrontyr တွေလိုမျိုးနှိမ့်ကြတဲ့ကောင်တွေအတွက်ကတော့ easy ပါပဲဆိုပြီးဘာညာပေါ့ဗျာဒါပေမဲ့ Necron တွေကတောက်လျှောက်
O1 တွေကိုအနိုင်နိုင်မဲ့နီလန်ပညာတွေလက်နက်တွေဘာနီးရရတဲ့နီးနဲ့ဖြိုနိုင်ဖို့ကိုဒီကောင်တွေလိုက်ရှာနေတာပေါ့နော်Necrontyr တွေအနေနဲ့ကလည်းသူတို့ပိုင်နယ်မြေတွေမှာပေါ့နော်အရင်ကနေခဲ့တဲ့နေရာတွေကိုပြန်ရောက်ခဲ့တာကလည်းကောင်းသွားလို့ပြောလို့ရမယ်ဘာလို့လဲဆိုတော့Necrontyr တွေရဲ့အမိဂျိုတည်ရှိတဲ့ Star System မှာလုံးစွာအံ့ဖွယ်ကောင်းတဲ့တတဝမျိုးစားတစ်ခုကိုသူတို့ရှာတွေ့သွားပါတယ်Necrontyr တွေရဲ့ရိုးရာဘာသာစကားအရတတဝတွေကိုခထန်လို့ခေါ်ကြတယ်အဓိပ္ပာယ်ကောက်လိုက်မယ်ဆိုလို့ရှိရင်တော့ကြဲတာယာများရဲ့နတ်ဖျားများလို့အဓိပ္ပာယ်ထွက်ပါတယ်ကထာတွေကိုပြောရမယ်ဆိုလို့ရှိရင်ဒီကောင်တွေကတကယ်ခန္ဓာကိုယ်မရှိပဲ spirit လိုမျိုးဖြစ်နေမယ် corporeal form တစ်ခုပဲရှိတယ်ဒါပေမဲ့တက်ရှိနေလည်းဖြစ်တဲ့ကောင်တွေကိုပေါ့နော်ပထမဆုံးချိန်သူတို့ကရှာတွေ့တာကတော့ Necrontyr တွေရဲ့ star system ကထွက်တဲ့ဒီကြယ်တွေတဲကထွက်တဲ့ radiation ကိုစုပ်ယူနေပြီးတော့အသက်ရှိနေတာပေါ့နော်ဆိုတော့ကထာတွေကဘယ်လိုမျိုးစကောင်မျိုးလဲဆိုတော့ဒီကောင်တွေကအင်အားတွေကိုစုပ်ယူတဲ့ parasite တွေလို့ပြောလို့ရမှာပေါ့နော် Necrontyr တွေရဲ့တောက်လျှောက်လေးလာစမ်းသပ်မှုအရကထာတွေကစိုက်ကစ်အင်အားလွန်စွာကြီးမားလာတဲ့ parasitic being တွေဖြစ်တဲ့သူတို့ရဲ့တက်တန်းက the O1 တွေနဲ့ရှင်လို့ခေါင်ရနိုင်မယ်ပေါ့နော်မရေတွက်နိုင်တဲ့နှစ်ပေါင်းများစွာကိုပဲကထန်းတွေကစကြဝဠာထဲမှာလွင်ပြီးတော့ sentiency ဆိုတာသိချာမရှိဘူးကိုယ်ပိုင် consciousness ဒီကောင်တကောင်စီကဘာလဲညာလဲဆိုတာကိုမရှိပဲနဲ့သူ့အနေနဲ့သူစားလိုက်တောက်လိုက်လွင်လိုက်အဲ့လိုသဘောတရားမျိုးနဲ့ပဲသူတို့သွားလာနေကြတာပေါ့နော်စွမ်းအင်ဆိုတဲ့အရာမှန်သမျှကိုအတိုက်နိုင်ဆုံးစုပ်ယူမျိုးစုပ်ပြီးပြီဆိုလို့ရှိရင် star system တစ်ခုကနေနောက်တစ်ခုကိုပြောင်းပြီးတော့စကြက်ရွှေသွားတယ်တတဝမျိုးစားတွေလည်းဖြစ်တယ်ပေါ့နော်Necrontyr တွေတော့ကတော့ဒီဟာကတကယ်ကိုဝမ်းသာစရာပါပဲကတန်းတွေလို့တကယ်ကိုသူတို့ရဲ့အင်အားကိုကြည့်မယ်အတုံးချနိုင်မယ်ဆိုလို့ရှိရင်ကတန်းတွေမှာကတကယ်ကို godlike power တွေရှိနေတာနတ်ဖျားတွေလိုမျိုးပေါ့နော်အရန်အင်အားကြီးတယ်ပေါ့နော်အဲ့ဒီကောင်တွေကိုထိန်းချုပ်နိုင်ရင်အ ਨੇ ဆုံးတော့ cooperate လုပ်နိုင်လို့ရှိရင် the O1s ကိုရှင်းနိုင်မယ် the war in heaven ကိုလည်းနိုင်မယ်ပေါ့ဆိုပြီးတော့တနည်းနဲ့တဖုံပေါ့နော်Necrontyr တွေကကထာတွေကိုလေးလာစမ်းသက်ဆက်သွယ်ရင်းနဲ့ပဲကထာတွေက the O1 စင်နဲ့အမှန်ဆိုတမိုင်းရှိတယ်ပေါ့နော်သူတို့နှမျိုးနွယ်လုံးကပေါ့နော်ဒီကထာနေနဲ့ O1 တွေကစကြဝဠာရဲ့တတန်းအရင်ဆုံးမျိုးနွယ်တွေထဲမှာပါဝင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လိုရင်းဒိုရှင်ကတော့သူတို့တစ်ချိန်မှာသူတို့ညီးခဲ့ကြတယ်ပေါ့နော်ဆိုတော့ကထာတွေက the O1 တွေကိုမနှစ်မျိုးပါပေါ့နော်အဲ့ဒါနဲ့ပဲ Necrontyr တွေကနေပြီးတော့ကထာတွေကို offer တစ်ခုပေးတယ်Necrontyr တွေမှာ necrodermis လို့ခေါ်တဲ့သတ္တုတစ်ခုလို့ပြောလဲမှာနော်အဲ့ဒါကဘာလဲဆိုတော့အသက်ရှိသလိုပဲliving matter တစ်ခုပေါ့နော် biomechanical ပုံစံမျိုးသွားလို့ရတဲ့ matter တစ်ခုပေါ့နော်အဲ့ဒီ necrodermis တွေကိုအသုံးချပြီးတော့သူတို့နေပညာကိုအသုံးချပြီးတော့စုတည်တည်ဆောက်ပေးမယ်မင်းတို့တွေ corporeal body ကနေပြီးတော့အဲ့ဒီကနေစွန့်ခွာပြီးတော့ physical form တစ်ခုယူလို့ရအောင်အဲ့ဒီ necrodermis နဲ့ဆောက်ထားတဲ့စုတဲ့ဝင်လို့ရှိရင်မင်းတို့အမှန်တကယ်ပြောနိုင်ဆိုနိုင်ထိနိုင်မြင်နိုင်စားနိုင်ရတာခံနိုင်စသည်ဖြင့်ပေါ့နော်ဒီ physical body တစ်ခုကနေရတဲ့အကျိုးမြတ်တွေကိုမင်းတို့ရရှိမယ်ဆိုပြီးတော့ Necrontyr တွေကကတန်းတွေကို offer ပေးတယ်ပေါ့နော်အမှန်ဆိုလို့ရှိရင်ကတန်းဆိုတဲ့ကောင်တွေကသူတို့အနေနဲ့ဒါတွေကိုသူတို့တေချာစိတ်ဝင်စားတာလည်းမဟုတ်ဘူးအမှန်တကယ်ဆိုလို့ရှိရင်တော့မှသူတို့အနေနဲ့သူတို့ဘာလဲဆိုတော့တေချာသိတဲ့မျိုးနွယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အရင်တုန်းကအတိုင်းပဲဆိုလို့ရှိရင်သူတို့အနေနဲ့ဒီ offer ကိုလက်ခံမှာမဟုတ်ဘူးဒါပေမဲ့Necrontyr တွေနဲ့တဖြည်းဖြည်းဆက်ဆိုင်နဲ့ motor race ကိုပေါ့နော်တေမျိုးဆိုတဲ့တစ်ခုနဲ့သူတို့ဆက်ဆိုင်နဲ့သူတို့တွေကပို့ပြီးပို့တိလာတယ်ပေါ့နော်အဲ့လိုနဲ့ပဲNecrontyr တွေရဲ့ proposal ကိုအဲ့ဒီ offer ကိုကတန်းတွေကလက်ခံလိုက်တယ်အဲ့ဒီကနေစပြီးတော့ပေါ့နော်ကတန်းတွေရဲ့တုံးဝါ godlike power အင်အားအရန်ကြီးတဲ့အတွက်ကြောင့်မလို့ Necrontyr များကပြန်ပြီးတော့ဒီ O1s တွေကိုတိုက်စစ်ဆင်တဲ့အခါမှာပေါ့နော်အခုဆိုလို့ရှိရင်သူတို့ဘက်မှာကတန်းဆိုတဲ့ကောင်တွေပါလာတဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းအနိုင်ရလာတယ်ပေါ့နော်အချိန်ကြာလာရောNecrontyr ဘာသာစကားအရကတန်းတွေကိုကြိတ်တာယာကနတ်ဘုရားများလို့ခေါ်တယ်လို့မျိုးပဲတချို့တွေက Necrontyr တွေကိုးကွယ်ပြီးတော့ရှ िख ိုးကြောရမယ်နတ်ဘုရားများလို့လည်းမြင်လာကြတယ်ပေါ့နော်အဲ့ဒီဟာကကထာနဲ့ Necrontyr ဆိုတဲ့နှစ်ဖက်မှာစီလုံးသွားတယ်ဆိုပေမဲ့လည်းသူကနဲ့သူစိုးကြိုတက်ရမှုတွေရှိလာခဲ့ပါတယ်ဘလို့လေးဖြစ်တာလဲဆိုတော့အခုကျွန်တော်တို့ Warhammer 40,000 ခင်မှာပေါ့နော် The Deceiver လို့ခေါ်တဲ့ကတန်းတကောင်ကနေပြီးတော့ Zarek လို့ခေါ်တဲ့ Necrontyr ပရင်တပါးကိုကန်လန့်နေပေါ့နော်မင်းတို့လိုချင်နေတဲ့ immortality မသေးတဲ့နီလန်ကိုငါပေးမယ်ဒါပေမဲ့ the O1 ဆိုလိုမျိုးတော့အသက်ရှင်မှာမဟုတ်ဘူးပိုကောင်းတယ်မင်းတို့လည်းငါတို့လိုမျိုး necrodermis နဲ့လုပ်ထားတဲ့စုတွေတဲ့ကိုပြောင်းဆိုပြီးတော့အဲ့ဒီ offer ကို Zarek ကိုစဉ်းစားခိုင်းတယ်ပေါ့နော်အဲ့ဒီအချိန်တုန်းကတော့ Zarek ကတော့ဒီ process biotransference လို့ခေါ်ပါတယ်အဲ့ဒီ biotransference ကိုသဘောတူလိုက်တာကတော့သူ့အနေနဲ့အကောင်းတွေလို့ပဲသူကမြင်တယ်ပေါ့နော်
ဒီ O10 ကိုအနိုင်ရပြီးမှ immortality ဆိုတာဘယ်လိုမျိုးလဲပါလဲဆိုတာကိုသူတို့စောင့်ကြမလို့တော့ဘူးဘယင်းနေပါတယ်အတွက်ပဲမဟုတ်ဘူး Necrontia တစ်မျိုးလုံးတောက်လျှောက်သူတို့ဆက်သွားမယ် generation အလိုက်လဲအဲ့လိုမျိုး immortality ပုံစံမျိုးကိုရမယ်ဆိုပြီးအဲ့ဒီဂုံလဲ Zarek ကမမောလိုက်တယ်ပေါ့နော်ဆိုတော့ Necrontia တွေအကုန်လုံးက biotransference ဆိုတဲ့ process ကိုလုပ်ဖို့သဘောတူလိုက်တော့သူတို့တွေအနေနဲ့ Crontia တွေကနေပြီးတော့ Necrons လို့ပြီးတော့ခေါ်ရတဲ့မျိုးနွယ်တွေလိုမျိုးဖြစ်သွားတယ်ပေါ့နော်အလွယ်ဆုံးပြောရမယ်ဆိုလို့ရှိရင် Terminator စက်ရုပ်တွေပုံစံနဲ့ကောင်းနေဖြစ်သွားတယ်ပေါ့ဗျာသူတို့မသေးတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်အဲ့ဒီ Terminator စက်ရုပ်တစ်ကောင်ကောင် Necron တစ်ကောင်ကနေပြီးတော့ပေါ့နော်ခုကြောင်ပြက်စီးသွားတယ်ဘာကြောင့်တစ်ခုဖြစ်သွားတယ်ပေါ့နော်ဆိုလို့ရှိရင်အဲ့ဒီခန္ဓာကိုယ်ပြတ်သွားဆိုလို့ရှိရင်အဲ့ဒီတယောက်ရဲ့ consciousness ကပေါ့သူ့ရဲ့soul လို့ပဲပြောရမှာသူ့ရဲ့ data ကနေပြီးတော့နောက်တစ်ခန္ဓာကိုယ်တစ်ခုတည်း spare body တွေရှိတယ်ပေါ့နော် spare body တွေကိုသူတို့ဝင်သွားတယ်ပေါ့နော်ဆိုတော့သူတို့အရင်တုန်းကနေပြီးတော့ရှိနေတဲ့ဒီ robot ခန္ဓာကိုယ်ကတော့ပြတ်စီသွားမှာဒါပေမဲ့သူတို့ consciousness တစ်ခုကတော့ဆက်ပြီးအသက်ရှင်ပြီးတော့နောက်တစ်ခန္ဓာကိုယ်တစ်ခုတည်းဝင်သွားလို့ရတဲ့သဘောတရားမျိုးပေါ့နော်ဒါကလည်းပြောမယ်ဆိုလို့ရှိရင်ကတားနေရလဲမလိမ္မာဘူးဒါလဲဆိုတော့ဒါလည်း immortality ပဲလေသူတို့တွေမသေးမျိုးလိုမျိုးဖြစ်သွားပြီဒါပေမဲ့ the deceiver ဆိုတဲ့ကောင်က Zarek ကိုဘာလို့မပြောတာလဲဆိုတော့အဲ့လိုလုပ်လိုက်တာနဲ့ Necrontia ရဲ့တော်တော်များများရဲ့သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်သူတို့ရဲ့ independent will ဆိုတာမရှိတော့ဘဲနဲ့ကတားနေရဲ့လက်အောက်ကကြေးကျွန်တီးတန့်လုံးလိုမျိုးဖြစ်သွားတယ်ပေါ့နော်